ဒါပေမဲ့ကျမတို့ပြည်သူအများစုမှာတော့ဒါမန်နဲ့ယုံထလို့စိတ်ရှိနေကြတယ်ဆိုတော့ကျမတို့တွေ့ရပါတယ်ဒါကိုကျမဥပမာတစ်ခုနဲ့ထပ်ပြီးတော့ဆွေးနွေးကြပါရရှင်ဒါကျမတို့ကောက်ခဲ့တဲ့စစ်တမ်းမှာဆိုရင်ဒီလိုမျိုးအခက်အခဲတွေကြုံရတဲ့အချိန်မှာဘလို့အကူအညီတွေလိုအပ်တယ်လေလို့မေးမြန်းခဲ့ပါတယ်အများစုကတော့အလောက်ကိုင်းအခွင့်အလမ်းလို့ဖြေကြပါရရှင်ဒါအခုပြထားတဲ့ဒီ PowerPoint slide မှာမြင်ကြတဲ့အတိုင်းပဲပေါ့လေပညာရေးကိုတော့မှဦးစားမပေးနိုင်မဲနဲ့အလောက်ကိုင်းရရှိရေးကနံပါတ်1ဦးစားပေးလို့မျိုးဖြစ်နေအောင်ကျမတို့တွေ့ရတယ်ဒါကဘာကိုပြနေလဲဆိုရင်ဒီပြည်တွင်းစစ်လို့ဖြစ်နေတဲ့နိုင်ငံတစ်ခုမှာနေကြတဲ့ကျမတို့ပြည်သူတွေကကိုအားကိုးလို့စိတ်မြင့်မာတယ်ဆိုတော့ကျမတို့သတိပြုနိုင်ပါတယ်အခုဆိုရင်ဒီနေရာအများစုမှာဒီနိုင်ငံတကာရဲ့ဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီအထောက်ပံ့တွေကလိုအပ်နေတယ်ဒါပေမဲ့ဒီအထောက်ပံ့တွေကိုကျမတို့ပြည်သူတွေကမျှော်လင့်နေကြတာမဟုတ်ဘူးရှင်သူများလာကူမကဲမဒါပြေးလေနိုင်မဲ့မိကိုအားထားမှုမျိုးကိုကျမတို့ပြည်သူတွေကမျှော်ကိုးနေကြတာမဟုတ်ပါဘူးကိုအားကိုးနိုင်ဖို့ကိုပဲဒါမျှော်လင့်နေကြတာဖြစ်ပါရဲ့ရှင်